ဟိုတယ်ခီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဖြိုးစောသည်တာဝန်ရှိသူများလိုက်ပါလျက်မေလ29ရက်နေ့မွန်းလွဲပိုင်းမှာမန္တလေးမြို့ချမ်းသာဆန်မြို့နယ်29လမ်း84လမ်းနဲ့85လမ်းကြားရှိငရေဘေးဒဏ်တင်ပြန်လည်တိစောက်ပြုပြင်မှုလုပ်ငန်းများဆောင်ရွက်ပြီးစီဖြစ်တဲ့ဟိုတယ်နှင့်ခီးသွားညွှန်ကြားမှုဦးစီးဌာနမန္တလေးတိုင်းဒေသကြီးနှစ်ထပ်ရုံးစာဦးအားတွားရောက်ကြည့်ရှုစစ်ဆေးကဝန်ထမ်းများ၏တင်ပြချက်များပေါ်ဒုတိယဝန်ကြီးကပေါင်းဆက်ညီနိုင်ဆောင်ရွက်ပေးပြီးဝန်ထမ်းများအားတက်တာချောင်းကြီးရေးပစ္စည်းများပေးရခဲ့ပါတယ်။အဲဒီနောက်ဒုတိယဝန်ကြီးသည်မန္တလေးတိုင်းဒေသကြီးချမ်းသာဆန်မြို့နယ်မယန်းချန်စိတ်ကန်း26ဘီလမ်းနဲ့မန္တလေးမြို့ပတ်လမ်းမှာဟိုတယ်နှင့်ခီးသွားလာညွှန်ကြားမှုဦးစီးဌာနမန္တလေးတိုင်းဒေသကြီးရုံးနဲ့သတင်းပြန်ကြားရေးကောင်တာဖြင့်ယာယီဖွင့်လှစ်ထားတဲ့3ထပ်ရုံးအဆောက်အဦသို့တွားရောက်ကြည့်ရှုစစ်ဆေးပြီးလိုအပ်တာများမှာကြားပါတယ်။ဒုတိယဝန်ကြီးသည်ဒီကနေ့မနက်ပိုင်းမှာမန္တလေးမြို့ရှိနိုင်ငံပိုင်ဟိုတယ်များနဲ့လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှုအခြေအနေများကို၎င်းမန္တလေးမြို့28လမ်း68လမ်းတောင်ရှိမန္တလေးဘူတာကြီးမှာဖွင့်လှစ်ထားတဲ့ပြည်တွင်းပြည်ပခီးသွားဧည့်သည်များရဲ့တည်ရှိမင်းမြတ်မှုများကိုပြန်လည်ဖြည့်ကြားဝန်ဆောင်မှုပေးလျက်ရှိတဲ့သတင်းပြန်ကြားရေးကောင်တာသို့၎င်းတွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။